Hello everyone အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ Granny Game ဆော့သွားမှာပါ။ခုဆိုရင်တော့ကျွန်တော်စ join မှာတော့မယ်စ play တော့နော်။ဒါမဲ့ဒီမှာတော့ player အများကြီးပါပါဒါတော့ Granny 1ပါဗျာ။ဟုတ်ကဲ့ပါ။စ join ပါပြီ။သူက19မိနစ်ပေးထားတာ။ဘာလဲမသိဘူး။တပိုင်းလည်းမသိဘူး။ဟောဒါကြီးကြာဟဲ့။ဟာကြီးလေကွာလန့်သွားတာပဲ။ဘာညာရှိအောင်လဲဘာမှမရှိအဲ့ဆိုဟို Granny ဖွားကြီးကဘယ်ရောက်သွားလဲ Granny ဖွားကြီးကအောက်မှာလူတယောက်တည်းပါဟာဒုက္ခပဲလမ်းလိုက်တော့ကွာဟာဒီအယုတ်ကြီးကလည်းမျက်စိနှောက်လာလုံးနေဘာလဲကွာလုံးမကွာ Granny ဖွားကြီးကငါလိုက်ရှာနေတာဘယ်ရောက်သွားလဲမသိအောက်ပြုတ်ကြပါဓာတ်ပုံလေးပြုတ်ကြပါGranny ဖွားကြီးလားမသိဘူးGranny ဖွားကြီးလက်စားတဲ့Granny ဖွားကြီးပြေဟာဟိုနေတကယ်ရောက်လာတယ်ဟာငါတော့လိုက်တာလားမသိတခြားပြေးမှရမယ်တခြားပြေးမှရတခြားပြေးမှရမယ်လာလိုက်တော့ကွာငါစီလာလို့ကွာနမတော်ငါတေးရောက်မယ်ဟာတေးမှလားမသိကွာငါထင်တော့ထင်နေဟာရမဘာလို့နေမှန်းလည်းမသိဘူးတေချာပြေးမှရဟာဆွနာနေဘယ်ရောက်သွားလဲဟိုအယုတ်ကြီးနေဟာငါအဲ့နေရာသွားကြည့်မလို့ကွာ Granny ဘယ်ရောက်သွားလားဟိုရှိရလားမသိဟုတ်မှာကွာတော်မြန်သွားလာတက်နေကွာဒီတကားနဲ့တော့ဟာလန့်နေတော့ကွာဒီရုပ်ကလည်း Granny တွေတော့တော်ကြောက်ကြီးရပြုတ်ကြမှာငါစိုးရိမ်နေပြုတ်ကြမှာလားမသိဘူးကွာကျွန်တော်ထင်ဟာအပေါက်ကြီးနဲ့ဟိုအရှိကိုကျွန်တော်သွားချင်တာများဘလို့ကြောရမှန်းလည်းမသိဘူးဒါဘလို့ကြီးလဲကွာကျွန်တော်အရှိကိုသွားချင်တယ်ဒီကနေပဲသွားလိုက်ကောင်းမလားဒါမှမဟုတ်ဒီကနေပဲခုံချလိုက်ကောင်းမလားဒါမဲ့အောက်မှာ Granny အဖွားကြီးရှိတယ်ဘလို့လုပ်မလဲသိရင်ခုံချဟာမှားသွားလို့ဟာတေဝိုင်းဒုက္ခပဲဘာဖြစ်သွားဘာဆက်ဖြစ်သွားဘာမှမပေါ့ဟာဒုက္ခခနောအဝမ်းနဲ့တခါသေးသွားပြီတဲ့ဟာစပြန်စကဲဒီဗီဒီယိုရဒီလောက်ပဲပါဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာဘိုင်ဘိုင် like subscribe လုပ်ပေးပါ